Hello အားလုံးပဲမင်္ဂလာပါညီတို့ဒါပေမဲ့ reading ကသူခုလက်ရှိခံစားနေရတဲ့သူရဲ့ feelings ပေါ့နော်သူရဲ့အခုလက်ရှိခံစားချက်သူဘာလို့ခံစားနေရလဲသူဘာကြောင့်ကိုလာမဆက်တွေ့ရလဲဘာတွေကသူ့ကိုတားဆီးနေရလဲဒါတွေကိုသူရဲ့ feelings တွေကိုပေါ့နော်ဒါတွေကိုကြည့်ပေးသွားမှာဖြစ်ပါတယ် commentary အနေနဲ့ကြည့်ပေးသွားမှာဖြစ်တဲ့အတွက်အရင်ဆုံးပြောချင်တာကကဲကိုနဲ့ energy မကြိုက်တာပဲဖြစ် reasoning ဖြစ်တာပဲဖြစ်ဒါမျိုးလေးတွေရှိခဲ့တယ်ဆိုလို့ရှိရင် reading လေးကိုထပ်မကြည့်ဘဲနဲ့ skip လုပ်ပြီးလို့ရပါတယ်ကိုနဲ့ energy ကိုင်းမှ reasoning ဖြစ်မှ reading လေးကိုဆက်ပြီးကြည့်ပေးပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ collective reading ဖြစ်တဲ့အတွက်အားလုံးနဲ့တော့ energy မကိုက်နိုင်ဘူးပေါ့နော်တချို့လူတွေနဲ့ energy မကိုက်တာမျိုး reasoning မဖြစ်တာမျိုးရှိကောင်းရှိနေမယ်ဒါကြောင့်မလို့ကိုနဲ့ energy ကိုင်းမှ reasoning ဖြစ်မှဆက်ပြီးကြည့်ပေးပါလို့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင် reading လေးကိုစလိုက်ပါတော့မယ်collective သမားတွေရဲ့တစ်ဖက်လူခုချိန်မှာဘာတွေခံစားနေရလဲခုချိန်မှာဘာတွေခံစားနေရလဲအခုချိန်မှာလေသူကအမျိုး stress ပြီးနေရမျိုးเนาะသူစီမှာအရန်စိတ်ဖိစီးမှုတွေရှိနေတယ်အလုံးနဲ့ပတ်သက်ပြီးရတဲ့စိတ်ဖိစီးမှုလည်းဖြစ်နိုင်တယ်လို့ကိုချောက်ရတဲ့စိတ်ဖိစီးမှုတွေเนาะအဲ့လိုမျိုးလေးရှိနေရလို့ဒီမှာတွေ့ရဆိုအခုချိန်မှာတော့အရန်ပင်ပန်းနေရ stress တွေပြီးနေရသူ့ရဲ့ကြောပေါ်မှာလေထမ်းထားရတဲ့အရာတွေရှိနေရလို့တွေ့ရသူကမိသားစုကိုလှုပ်ကြွေးနေတဲ့လူဆိုလို့ရှိရင်သူကအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်စိတ်ဖိစီးမှုတွေများနေရဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတဲ့အလုပ်ကြောင့်ပဲဖြစ်ကိုကြောက်ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးစိတ်ဖိစီးနေရလို့ဒီမှာတွေ့ရနောက်ပြီးတော့သူနဲ့ကိုနဲ့ကအခုချိန်မှာဝေးကွာနေရမျိုး distance ရှိနေရဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဝေးကွာနေရနှစ်ယောက်ကလေအဆက်အသွယ်မရှိဘူး no contact ဖြစ်နေရဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတယ်ဝေးကွာနေကြတယ်เนาะတယောက်နဲ့တယောက်ကအဲ့လိုမျိုးရီမီချားနေရဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အကယ်၍ရီမီချောင်းဆိုရင်တော့မှ no contact ဖြစ်နေတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်ပြီးတော့လေသူကအခုချိန်မှာသူ့ကိုယ်သူမလုံလောက်လို့ခံစားနေရတာမျိုး insecurity ဖြစ်စရာလေးသူ့စီမှာရှိနေရခုနပြောလို့ပဲ stress တွေပြီးနေရ insecurity တွေဖြစ်နေတယ်เนาะအဲ့လိုမျိုးဘယ်လိုပြောမလဲကိုဘယ်လိုပြောမလဲမလုံလောက်လို့ခံစားနေရတာမျိုးဒီမှာချောင်းလူရင်းနဲ့ကိုလိုက်နှိုင်းရှင်မိနေရမျိုးပြီးတော့လေသူကကိုဘာကြောင့်လာမဆက်တွေ့ဒါလည်းဆိုလို့ရှိရင်သူကအခုချိန်မှာအဲ့လိုမျိုးသူ့ကိုယ်သူယုံကြည်မှုမရှိဘူးနော်သူကစာတပုတ်ရင်ကိုကသူ့စာပြန်မလားဆိုပြီးတော့တွေးပြီးတော့ကြောက်နေတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်ဒါကြောင့်မလို့လဲကိုလာပြီးတော့မဆက်တွေ့ရဲ့ပုံစံမျိုးလေးဒီမှာတွေ့ရနော်သူကလည်းမျိုး insecurity ဖြစ်နေရဲ့ confidence မရှိဘူးသူ့ကိုသူယုံကြည်မှုမရှိဘူးသူမှစိတ်ညစ်စရာတွေလည်းအများကြီးရှိနေတယ်ဒါကြောင့်မလို့ကိုလာမဆက်တွေ့ရဲ့သေးရလည်းဖြစ်နိုင်တယ်နော်အခုချိန်မှာတော့အရင်ပင်ပန်းနေရဲ့လို့ဒီမှာပြနေတယ်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခုကသူကိုနဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့အရာကဘာဖြစ်မလဲသူကိုယ်နဲ့ပတ်သက်ပြီးတော့ဘာတွေခံစားနေရလဲကဲဒီအများကြီးကြာသွားတယ်သူကိုယ်နဲ့ပတ်သက်ပြီးဘာတွေခံစားနေရလဲဆိုတော့ဒီမှာပြနေတာကတော့လေသူကအခုချိန်မှာသူကကိုနဲ့ပတ်သက်ပြီးဘာတွေခံစားနေရလဲဆိုတော့အဲ့လိုမျိုးအတိတ်တုန်းကပေါ့နော်အတိတ်တုန်းကမကောင်းတဲ့အမှတ်တရတွေကိုသူကတတိယနေရာမျိုးသိရမလားကောင်းတဲ့အမှတ်တရလေးတွေထပ်လေးနဲ့နေရာလိုမျိုးရဖြစ်ခဲ့ကြတဲ့အမှတ်တရတွေသူနာကျင်ခဲ့ရတဲ့အမှတ်တရတွေကိုသူကတွေးပြီးတော့ခံစားနေရဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်အဲ့လိုမျိုးတတိယရရင်ကိုယ်လေသူကတတိယနေရဒါပေမဲ့မကောင်းတဲ့အမှတ်တရတွေကိုသူကပို့ပြီးတတိယနေရဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးကိုသူကတတိယနေရဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ဒီသူ့မှာကလည်းအဲ့လိုမျိုး ego ရှိရယ်နော်မာနရှိတဲ့လူတယောက်လို့ဒီမှာတွေ့တယ်ကိုယ့်ထက်အသက်ကြီးရမျိုးလေးတွေဖြစ်နိုင်တယ်ပြီးတော့မာနရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်ကိုအကဲသူကလာဆက်တွေ့ချင်တယ်သူစိတ်ရဲမှာလေလာဆက်တွေ့ချင်တယ်တရားရည်ဆိုရဲစိတ်လေးရှိနေရဆိုရင်တော့မှသူကသူကမှငါ့ကိုမကောင်းခဲ့ရပဲငါဘာလို့ဆက်တွေ့ရမှာလဲသိရမလားသူကမှငါလာမဆက်တွေ့ပဲနေနိုင်သေးရပဲငါဘာလို့ဆက်တွေ့ရမှာလဲဆိုရဲစိတ်မျိုးလေးသူ့မှာရှိနေအမြင်မာနလေးခြားထားလို့နှစ်ယောက်ကဝေးနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်လာတော့လည်းဆက်တွေ့ချင်လာပြီးမဲ့လည်းမာနကတားနေရပေါ့နော်နှစ်ယောက်ကိုလေပြီးတော့အတိတ်မှာနှစ်ယောက်ကအဲ့လိုမျိုးဘယ်ပြောမလဲမမျှတခဲ့ဘူးပေါ့နော်တစ်ဖက်ကပဲအရင်ချစ်ပြီးရတာမျိုးတစ်ဖက်ကပဲဘယ်လိုပြောမလဲတစ်ဖက်ကပဲအဲ့လိုမျိုး
လိုက်ခဲ့ရတာမျိုးတစ်ဖက်ကပဲအမြဲတမ်းချော့ခဲ့ရတာမျိုးအမြဲချစ်ပြီးခဲ့ရတာမျိုးဒါမျိုးပုံစံလေးတွေ့ရတယ်မမျှတခဲ့ဘူးလို့သူခုချိန်မှာခံစားနေရတာပေါ့နော်သူရဲ့ခံစားချက်ကကြောင့်ဒီ relationship ကိုသူကမမျှတတဲ့ relationship เนาะသူပြီးတဲ့လောက်ပြန်မရခဲ့တဲ့ relationship လို့တွေးနေတာမျိုးလေးတွေဖြစ်နိုင်တယ်အဲ့လိုပုံစံမျိုးလေးတွေ့ရပေါ့နော်ကဲသူကတတိယရေဆိုရင်တော့မှဒီအမျိုးနှစ်ယောက်ကမာနရီကြောင့်ဝေးကွာနေအောင်မယ်လို့ဒီမှာတွေ့ရကဲအဲ့လို့ရှိရင်သူကသူစီမှာလှုပ်ဝဲရတဲ့အရာလေးတွေကဘာဖြစ်မလဲသူကိုနဲ့ပတ်သက်ပြီးခေါင်းတဲ့သမားတွေနဲ့ပတ်သက်ပြီးသူ့ဘက်ထားတဲ့အရာလေးတွေကဘာဖြစ်မလဲဆိုတော့လေသူကဒီပြက်ဆဲသွားတဲ့အပေါ်မှာပေါ့နော်ပြက်ဆဲသွားတဲ့အပေါ်မှာသူကလက်မခံနိုင်သေးဘူးဒီမလားလက်မခံနိုင်သေးဘူးဒီပြက်သွားတဲ့အပေါ်မှာနောက်ထပ်ရနေသေးရဲ့ခံစားချက်တွေရှိနေတုံးပဲကိုဗီဒီယိုဆိုင်နေတုံးပဲကိုအကြောင်းလေးတွေကိုစိတ်ဝင်စားနေတုံးပဲဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်ကိုတတိယနေတုံးပဲသူလုပ်ခဲ့မိအမားတွေဒီမှာလေဟိုလိုမျိုးတစ်ဖက်တွေကပဲလိုက်ခဲ့ရတယ်ဆိုတာကလည်းဒီခေါ်တဲ့သမားတွေကပဲလိုက်ခဲ့ရတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဒီမှာသူကနောက်တိုင်းရနေတဲ့ပုံစံမျိုးတွေ့ရတဲ့သူအမျိုးကောင်းလေး treatment မလုပ်ပေးခဲ့တဲ့အတွက်နောက်တိုင်းရနေတာမျိုးသိရမလားသူပြောခဲ့မိတဲ့စကားတွေတနောက်တိုင်းရနေရမျိုးသူလုပ်ခဲ့မိရဲ့အရာတွေတနောက်တိုင်းရနေရဲ့ချက်ပုံစံမျိုးဒီမှာတွေ့နေတယ်နော်ကိုယ်လည်းသူကတတိယနေသေးရဲ့ခံစားချက်တွေလည်းရှိနေသေးရဲ့သူဖုံးကွယ်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ခံစားချက်တွေကိုသူကဖုံးကွယ်ရတယ်သူစိတ်ထဲမှာဒီ relationship ကိုပြီးပြတ်သွားပြီလို့တော့မသတ်မှတ်ထားဘူးသူလည်းတတိယနေသေးကိုယ်လည်းသူကစိတ်ဝင်စားနေသေးရဲ့ခါလေးကျရင်ကိုယ်အမျိုး live stock လုပ်တာမျိုးတွေလည်းရှိနိုင်ရဲ့ပေါ့နော်အနောက် background အတန်လေးတောင်မှဒီနေ့မှာပွဲလေးရှိနေလို့ပေါ့နော်ကဲအဆိုးရှိပြန်စားလိုက်မယ်နော်သူကလေအမျိုးကိုနဲ့ပတ်သက်ပြီးလေစိတ်ဝင်စားနေရဲ့ကိုကြောင့်စိတ်ဝင်စားနေရဲ့ကိုကိုလေဂီးဆိုင်နေပြီတိတ်လေးဂီးဆိုင်နေတာပေါ့နော်အဲ့လိုမျိုးထုတ်တော့မထုတ်ပြဘူးလာတော့လည်းမပြောပြဘူးဒါပေမဲ့လည်းစိတ်ထဲမှာတော့ကိုကြောင့်စဉ်းစားနေသေးရဲ့တတိယနေသေးရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားတယ်လို့ဒီမှာတွေ့ရတယ်နော်တတိယနေသေးရဲ့နောက်ထပ်လေးရနေသေးရဲ့ကိုချိန်မှာသူမျိုး stress တွေလည်းပြီးနေပေါ့နော်အဲ့လိုမျိုးသူကဝမ်းနေနေတဲ့အချိန်မှာကိုပို့ပြီးတော့တတိယတာမျိုးတဲ့နောက် stress တွေပြီးနေလို့လေကိုသာသူ့နားမှာရှိလိုက်ဘယ်လောက်ကောင်းလဲဒါမျိုးလေးသူစဉ်းစားနေရမျိုးလေးလည်းဖြစ်တတ်တယ်ဒါပေမဲ့အညီမာနာရောရှိရပေါ့နော်မာနာရီကြောင့်ဘယ်နှစ်ယောက်ကချားနေရလို့တွေ့ရတယ်မာနာရီကကိုညောက်ခွဲရတာပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာတွေ့ရကဲအဲ့ဆိုလို့ရှိရင်သူဘာတွေ action ယူအောင်မလဲသူဘက်ကဘယ်လို action မျိုးယူမလဲဘယ်လို action မျိုးယူမလဲဆိုတော့လေကတိအရင်များပါဘယ်လို action မျိုးယူမလဲဆိုတော့သူကိုယ် ready ဖြစ်တဲ့အချိန်ပေါ့နော်အခုချိန်မှာတော့အမျိုး effort မထုတ်ချင်နေဘာလို့လဲဆိုတော့သူကလည်းအခုချိန်မှာနာကျင်နေရသေးရဲ့ဆိုရပုံစံတွေ့ရပေါ့နော်သူနာကျင်နေရတာအကြောင်းမို့သူအဆင်ပြေရဲ့အချိန်ကျမှပဲသူကလာပြီးပြောနေမယ်အခုချိန်မှာတော့ insecurity ဖြစ်စရာလေးရှိနေရဲ့နော်သူစိတ်ရဲမှာလေသူအဆင်မပြေရဲ့အရာအများကြီးရှိနေတယ်အချစ်တခုကြောင့်ပဲမဟုတ်သူကအလောက်ကိုင်းနဲ့ပတ်သက်တာမျိုးမိသားစုနဲ့ပတ်သက်တာမျိုးဒါမျိုးလေးတွေအဆင်မပြေရမျိုးလေးရှိနေတယ်ဒါကြောင့်မို့သူကိုယ် ready ဖြစ်တဲ့အချိန် insecurity မဖြစ်တော့ဘူးငါတို့သူစားတပုတ်လိုက်တော့မယ်လေဆိုပြီးတော့ပြောရဲ့အချိန်ကြာလို့ရှိရင်အမျိုးပေါ့နော်သူ ready ဖြစ်တဲ့အချိန်ကြာလို့ရှိရင်တော့လာပြီးပြန်ပြီးတော့ကိုဆက်တွေ့ရမျိုးလေးရှိနေမယ်အခုချိန်မှာတော့အမျိုး effort ထုတ်ချင်တဲ့ပုံစံမျိုးတွေမတွေ့ရဘူးနောက်ပြီးတော့ဒီမှာဘာတခုတွေ့လဲဆိုတော့သူကလေသူ့ဘက်ကစပြီးတော့ခေါ်တာချက်ကိုယ့်ဘက်ကစပြီးခေါ်တာကိုသူကစောင့်နေရဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်သူ့ဘက်ကတော့ effort မထုတ်ချင်ဘူးကိုပြောမှပဲစောင့်နေတာဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့တယ်နောက်ပြီးတော့သူ့ဘက်ကအဲ့လိုမျိုး ready ဖြစ်တဲ့အချိန်ကျရင်တော့လာပြီးတော့ပြန်ပြီးဆက်သွယ်လိုက်မယ်နော် timing ကိုက်အခုချိန်မှာနှစ်ယောက်ကလေ timing မကိုက်တရားမျိုးလေးတွေ့ရပြန်ပြီးတော့ဆောင်လိုက်မယ်ပြန်ပြီးတော့ဆက်သွယ်ရနိုင်မယ်အခုချိန်မှာတော့မဟုတ်သေးဘူးပေါ့နော်သူက ready ဖြစ်တဲ့အချိန်ကျရင်လာပြီးတော့ဆက်သွယ်ရမျိုးရှိလိမ့်မယ်ကိုနှစ်ယောက်ကရေစက်မကုန်သေးဘူးရေစက်ရှိသေးရဲ့ကန်ချမာကလည်းတင်မလားကန်ချမာအလဲအပြောင်းကြောင့်နှစ်ယောက်ကပြန်ပြီးတော့ဆောင်ရလိမ့်မယ်ပြီးတော့လည်းနှစ်ယောက်ကြာမှအပြောင်းလေးတစ်ခုပေါ်လာတာမျိုးပေါ့နော်ဒါမျိုးလေးရှိလိမ့်မယ်ဒီပြောင်းလဲကလည်းကောင်းတဲ့ဘက်ကပြောင်းလဲတယ်ပြောင်းလဲခြင်းပဲဖြစ်တယ်လို့ဒီမှာတွေ့ရနော်ဒါကြောင့်မို့လို့ကဲကွာအရင်တတိယနေရအရင်ပြန်ပြီးတော့ဆက်သွယ်ခြင်းနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့တော့ပြဆက်သွယ်လိုက်ပေါ့နော်သူကလည်းကိုဆက်သွယ်မှာကိုစောင့်နေရဆွဲပုံစံမျိုးလေးတွေ့ရနော်ပြီးတော့လေဒီမှာနှစ်ယောက်မှာတစ်ယောက်ကအဲ့လိုမျိုးချစ်ပြီးဆိုလို့ရှိရင်လည်းကိုချစ်ဖို့မေ့သွားတဲ့အကြည့်ကိုမှချစ်တတ်တဲ့လူမျိုးတွေလို့ဒီမှာတွေ့ရသူချစ်တာချက်ကိုကသူ့ကိုပိုချစ်နေရမျိုးလေးဖြစ်နိုင်ရေပေါ့နော်အဲ့လိုမျိုးပ
ပုံစံမျိုးကြီးဒီမှာတွေ့ရတယ်ကဲဒါဆိုလို့ရှိရင်ပြန်ပြီးတော့အဆင်ပြေလိမ့်မယ်နော်ပြောင်းလဲလေးရှိလိမ့်မယ်ပြောင်းလဲခြင်းကလည်းကောင်းတဲ့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဆုတောင်းပေးရနော်ပြီးတော့ Oracle ကလေးပါတစ်ချက်ဆွဲလိုက်မယ်ပေါ့နော်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားက connection သူနဲ့ကိုယ်နှစ်ယောက်ကြားက connection ကဘယ်လို connection မျိုးဖြစ်မှာလဲ spiritual maturity creativity တဲ့နောက်တစ်ခါဆွဲလိုက်မယ် connection သူနဲ့ကိုယ်နှစ်ယောက်ကြားက connectionတဲ့ကိုယ်နှစ်ယောက်ကြားက connection ကကြတော့နှစ်ယောက်ကလေအဲ့လိုမျိုးတစ်ဖက်ဖက်က effort ထုတ်မှပဲပြန်ပြီးတော့အဆင်ပြေမဲ့ relationship မျိုးပေါ့နော်ကိုယ်တိုင်ကစမဲ့ connection မျိုးကိုယ်တိုင်စမှပြန်ပြီးတော့အဆင်ပြေမဲ့ connection မျိုးလို့ဒီမှာတွေ့ရနောက်ပြီးတော့နှစ်ယောက်ကြားမှာအမျိုးအခက်အခဲလေးတွေအနှောက်အယှက်တွေရှိလိမ့်မယ်နော်ဒါပေမဲ့လည်းပြန်ပြီးတော့အဆင်ပြေနေပြီနှစ်ယောက်ကြားမှာအမျိုးလွတ်ချောချောမွေ့နဲ့ပြန်ပြီးတော့အဆင်ပြေသွားတာတော့မဟုတ်ဘူးအရင်ကတည်းကလည်းနှစ်ယောက်ကြားမှာနှောက်ယှက်လေးတွေကြားဝင်တာမျိုးလေးတွေရှိကောင်းရှိလိမ့်မယ်နော်ဒါတွေကဘယ်ကိုနှစ်ယောက်ကိုပို့ပြီးရင်းချက်အောင်တင်သွားပြီးမှမျိုးကိုနှစ်ယောက်ကလည်းမျိုးရင်းချက်စိတ်ပိုင်းဆိုင်ရင်းချက်သွားတဲ့အချိန်မှာပြန်တွေ့မှမျိုးသိရမလားသူကခုချိန်မှာအခက်ခဲရှိနေလေအခက်ခဲပြီးပြည်လေသွားတဲ့အချိန်နော်သူကိုယ်တိုင်ကလည်းအမျိုး mature ဖြစ်သွားတဲ့အချိန်ကျမှပဲကိုယ်စီပြန်လာလိမ့်မယ်လို့ဒီမှာတွေ့တယ်နော်ပြီးတော့လေအခုချိန်မှာcollective သမားလေးတွေ positive energy လေးပဲထားပါတော့ positive thinking လေးပဲတွေးပြီးပါ positive fight ကပဲအမြဲကြည့်ပြီး positive ဘက်ကပဲအမြဲတမ်းကြည့်ပြီးလို့ပြောချင်တယ်เนาะပြီးတော့ကိုယ်တိုင်ကလည်းလေအမျိုးဘာမှလုပ်ယူစရာမလိုဘဲနဲ့ကို attractive ဖြစ်နေရမယ် attractive ဖြစ်တယ်ဆိုတာကလည်းဟိုလိုမျိုး sexy ဆန်နေရမျိုးမဟုတ်ဘူးတခြားလူတွေကိုကြည့်လိုက်ရှင်ကိုကလေအမျိုး agent ရဲ့ပုံစံမျိုးလေးเนาะတခြားလူတွေကကိုပြောရင် agent လိုက်တာဆိုရပုံစံမျိုးလေးဒီ collective သမားတွေမှာပါလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးပါတယ်လို့ဒီမှာတွေ့ရကိုကလေအကောင်းမြင်စိတ်ရှိတဲ့လူတယောက်လို့လေဒီမှာတွေ့ရဒါကလေတစ်ဖက်လူကိုဆွဲဆောင်နေတဲ့ပုံစံမျိုးလေးပေါ့နော်ကဲပြီးတော့ဒီမှာပြောချင်တာကအဲ့လိုမျိုး positive thinking လေးတွေပဲတွေ့ပြီးပေါ့နော်ပြီးတော့မျိုး manifest လုပ်ရမျိုးလေးဆိုရှင်လည်းလုပ်လို့ရတယ်ပေါ့နော် manifest လုပ်လို့ရတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရ positive thinking ပဲတွေ့ပြီးပေါ့နော်ငါလည်းသူနဲ့အဆင်ပြေသွားပြီဒီမှာငါလည်းသူနဲ့ပြန်ပြီးတော့ပြည်လေသွားပြီဒါမျိုးလေးတွေတွေ့ပြီးနေရကလေးပို့ပြီးတော့နှစ်ယောက်ရဲ့ relationship ကိုမြင်မြင်ဆန်ဆန်လေးပို့ပြီးအဆင်ပြေစီလိမ့်မယ်လို့ဒီမှာတွေ့ရနော်အဲ့လို energy ရတယ်ဒါကြောင့်မို့လို့ကဲဒီနေ့ reading လေးကတော့ဒီလောက်ပဲပေါ့နော်အားလုံးပဲ energy ကိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးလည်း resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာ resonate ဖြစ်တဲ့အကြောင်း energy ရတဲ့အကြောင်းလေးမှန်လို့ရပါတယ်ဒီ energy ကကိုယ်နဲ့ကိုက်တယ်ဆိုလို့ရှိရင်လည်းဒီ energy ယူလိုက်ပေါ့နော် claim လုပ်လိုက်ပါကဲဒါဆိုလို့ရှိရင်ဒီ reading ကတော့ဒီလောက်ပါပဲ